ထင်တိပါသလားမြမတဏ္ဍာရီရဲ့မှာရန်သူကိုမျက်နှာချင်းမဆိုင်ဘဲနဲ့အဝေးကနေအဲ့လိုမျိုးအရာတွေနဲ့ပြစ်တက်နိုင်တဲ့တနက်ပြည့်ဆုံးလို့တင်စားခေါ်ဝေါ်ကြတဲ့သူတွေရှိခဲ့ပူပါတယ်ဒီတစ်ပုဒ်ကတော့အောက်လန်းပညာနဲ့ပတ်သက်တာဖြစ်ပါတယ်အောက်လန်းပညာဆိုတာဖြည့်ဆည်းဖို့အတွက်တီးတန့်ကိုကျင့်ကြံလာကြတယ်လို့ဆိုကြပါတယ်ဒါပေမဲ့ဒီလိုပညာရှင်တွေရဲ့အဆိုးဆုံးချက်ကတော့သူတို့ကိုယ်တိုင်လည်းလူ့ဘဝမှာတာမန်လူတွေလိုမျိုးသိပြောင်လိုလုံးနဲ့မနေရဘဲနဲ့အမောင်တူထဲမှာပဲအချိန်ကုန်ဆုံးရတာပါပဲဒီလိုပညာရှင်တွေရဲ့အမှာနာမည်ကြီးဆုံးဖြစ်တဲ့တနက်ဖြစ်ဆုံးမျိုးစားအကြောင်းကိုပြောပြပေးပါပါဆိုတော့ကြည့်လိုက်ကြအောင်တနက်ပြည့်ဆုံးဆိုတာကမြမအောက်လန်းလောကမှာအကြောက်ရဆုံးနဲ့အစွမ်းအထက်ဆုံးလို့သတ်မှတ်ခံရတဲ့စုံမျိုးစားတစ်မျိုးပါသူတို့ဟာတကယ်တနက်နဲ့ပြစ်တာမဟုတ်ဘဲနဲ့အချားအမြင်နဲ့အသက်ပညာကိုသုံးပြီးတော့အဝေးကနေပြစ်မှတ်ထားပြီးတရားလုံနိုင်စွာရှိလို့ဒီလိုခေါ်တာဖြစ်ပါတယ်ပြီးတော့သူတို့ဟာတာမန်ဆုံးတွေအတွက်ဆင်မြင်ပါတယ်သူတို့မှာတတိယမျက်လုံးလို့ခေါ်တဲ့စိတ်မျက်စိကိုပိုင်ဆိုင်ကြရလို့လည်းဆိုကြပါတယ်ဆိုလိုတာကသူတို့ဟာလူတယောက်ဘလောက်ဝေးတဲ့နေရာမှာပဲရှိနေပါစေစိတ်နဲ့ကြည့်လိုက်ရင်အနိကမြင်နေရမျိုးဆိုလိုတာပါဟုတ်ပြီဒါဆိုသူတို့ဘယ်လိုလုပ်ကြသလဲပထမဆုံးအနေနဲ့သူတို့ဟာအစိတ်ရှိရဲ့တူတူဖူတွေအပ်တွေတန်ကြီးတက်နေတဲ့တန်တွေကိုသူတို့ရဲ့ကာယမန္တန်တွေနဲ့စီရင်လိုက်ပါတယ်ပြီးတော့ညဘက်လူကြီးတိတ်ချင်ရောက်တဲ့အခါမှာတော့အဲ့ဒီအရာဝတ္ထုကိုမိဘုံနဲ့ထည့်ပြီးတော့ကာယမန္တန်နောက်တစ်မျိုးထပ်ယူပြီးတော့ပြစ်မှတ်ထားတဲ့သူရဲ့နာမည်ကိုခေါ်ပြီးပြစ်လွှတ်လိုက်တာပါအဲ့ဒီအခါအရာဝတ္ထုကမမြင်ရတဲ့စွမ်းအင်ပြေပြောင်းလဲသွားပြီးတော့ပြစ်ခံရတဲ့သူဟာအဲ့နေနဲ့ဖောက်ခနဲ့အတန်ကြားရတော့ပါတယ်အဲ့ဒီနောက်မှာတော့ခန္ဓာကိုယ်ကအကြောင်းရင်းမရှိပဲဖူးယောင်လာတာကျွမ်းရတာမျိုးတွေဖြစ်တတ်ပါတယ်ဒါတွေဘယ်ကဆင်းသက်လာလဲဒီလိုပညာတွေဆိုတာအများသောအားဖြင့်မျိုးရိုးစင်ဆက်ဆင်းသက်လာတာများပါတယ်ဒါပေမဲ့ဒီလိုအသက်ပညာတွေကိုတက်မြောက်ဖို့အတွက်အလွန်ယုံချဝဲကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ရလိမ့်ရှိပါတယ်ဥပမာလူသေးလောင်းကိုစားသုံးရတာမိမိရဲ့အသားကိုထိဖြတ်ပြီးပူဇော်ရတာမျိုးတွေဒီလိုမျိုးတွေကိုဆိုလိုတာပါပြီးတော့ဒီလိုပညာရက်ကိုသင်ယူလိုက်မိပြီဆိုရင်တော့နောက်ပြန်ဆုပ်လို့မရတော့ပဲနဲ့ဒီရဲ့ဒီအမောက်ပဲချမ်းမှာပဲနေထိုင်ရမှာပါဘယ်လိုနေရာတွေမှာရှိတတ်တယ်လဲသမိုင်းတစ်လျှောက်မှာတော့အညာဒေတာအထက်မြန်မာပြည်ရဲ့တောင်တန်းဒေတာတွေရဲ့ဝေးလံခေါင်ပြတဲ့ရွာလေးတွေမှာရှိတတ်တယ်လို့နာမည်ကြီးပါတယ်အထူးသဖြင့်စုံမြုံနွယ်စုတွေတီးတန့်နေထိုင်တဲ့ရွာတွေရှိခဲ့ဘူးတယ်လို့ပါဇက်ရာဇဝင်တွေလည်းရှိခဲ့ဘူးပါတယ်သူတို့ဟာနေဘက်မှာတာမန်လူတွေလိုပဲလဲလို့ရလုံးနဲ့အေးစစ်စစ်နေတတ်ကြလို့အရန်ခွဲကြခတ်ပါတယ်ခုခေတ်မှာရှိသေးရဲ့လားဒီမိကုန်းကတော့ငင်းကုန်စရာတစ်ခုပါခုခေတ်မှာတော့သိပ္ပံပညာထွန်းကားလာတာကြောင့်ဒီလိုအရာတွေကိုလူအများစုကတဏ္ဍာရီလိုပဲယူဆကြပါတော့တယ်ဒါပေမဲ့အချို့သောဝေးလံတဲ့နေကြားဒေသတွေမှာတော့အခုဒီအောက်လန်းအတက်နဲ့ပတ်သက်ပြီးတော့ကြောက်လန့်နေကြရတဲ့ဖြစ်ပြီးတော့ဖြစ်အစမ်းနေလည်းရှိနေတော့မှာပဲဥပမာဆေးရုံကဘယ်လိုမှအဖြေရှာမရတဲ့ယောဂါတွေတက်မှန်ရရင်ပိုက်ထဲမှာအက်တွေတန်တွေတွေ့ရတဲ့လူနာတွေကအောက်လန်းနဲ့ဆက်ညစ်ဘက်အထက်လန်းဆရာတွေနဲ့ပူမှပျောက်သွားတာမျိုးတွေဒီနေ့အထိကြားနေရတဲ့ဖြစ်ပါတယ်ဒီလိုလို့အဆိုင်ကျတဲ့တနက်ဖြစ်ဆုံးလို့ခေါ်တဲ့ဆုံးအရန်နေပြီးတော့ဘလို့ကာကွယ်ရမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ရန်ကောင်းပါတယ်ထူးလည်းထူးဆန်းပါတယ်ဒါပေမဲ့ဒါကိုကျွန်တော်ကနောက်ပိုင်းနေကြမှာပဲဆက်ပြီးတင်ဆက်ပေးသွားဖို့ရည်ရွယ်ထားပါတယ်ဆိုတော့အားလုံးပဲနောက်မှပြန်တွေ့ကြပါပေါ့